ကြောင်းအရာဝန်ထမ်းဖြစ်မှရက်စဲကြောင်းမိစ္ဆာပြန်ခြင်းကျွန်ုပ်တို့ New Rancher မြန်မာ International Supply Chain Management Company Limited စပိုဆောင်တွင်အလုပ်လုပ်ကိုင်နေသည့်ဝန်ထမ်းဖြစ်သူဒေါ်ခင်ခင်၏ဝန်ထမ်းမှတ်300နှစ်သည့်2018ခုနှစ်10လပိုင်း17ရက်နေ့တွင်စတင်လုပ်ကိုင်ခဲ့ပါသည်ဒေါ်ခင်ခင်၏ဝန်ထမ်းမှတ်300နှစ်သည့်2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့နနက်6နာရီတွင်ဘဝတစ်ပါးတို့ပူးပြောင်းသွားခဲ့ပြီဖြစ်ပါသည်တာဝန်ထမ်းဆောင်နေစဉ်တွင်တာဝန်များကိုခြေပြုံစွာထမ်းဆောင်ခဲ့တဲ့ပြီးတင်းဤစွမ်းရည်များကိုကျွန်တော်တို့နှင့်တကွဝန်ထမ်းများအားလုံးမှအခြေခံအားရမိပါသည်တို့ရာတွင်တင်သည်2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့နနက်6နာရီတွင်ဘဝတစ်ပါးတို့ပူးပြောင်းသွားပြီဖြစ်ပါသည်ကျွန်ုပ်တို့၏ New Rancher မြန်မာ International Supply Chain Management Company Limited တွင်တင်တာဝန်ထမ်းဆောင်နေရှိသောတာဝန်တရားများအားလုံးအား2025ခုနှစ်နိုဝင်ဘာလ30ရက်နေ့မှစ၍ရက်စဲလိုက်ပါသည်တင်ဤနိုဝင်ဘာလအတွက်လောက်ခလာစာနှင့်တကွစုမဲချင်းငွေ8သိန်းကျပ်တိအားသက်ဆိုင်ရာမိသားစုထံသို့လွှဲပြောင်းပေးရခဲ့ပြီဖြစ်ပါသည်ဒေါ်ခင်ခင်ဤသည် New Rancher မြန်မာ International Supply Chain Management Company Limited နှင့်လုံးဝမသက်ဆိုင်တော့ပါတင်သွားလို့ရသွားနိုင်ပါသည်ဒေါ်ခင်ခင်ဤကောင်းရာဒုက္ခလာပါစေ